ဘဝရဲ့လူဖြစ်နေတော့လောကဓာတ်ကတော့တွေ့မှာပဲခက်တာကလူတွေကလောကဓာတ်မတွေ့ခြင်းဘူးဆိုတဲ့နေရာမှာလည်းကောင်းတဲ့လောကဓာတ်မပါဘူးเนาะမကောင်းတဲ့လောကဓာတ်ပဲမတွေ့ခြင်းဘူးလို့ပြောနေတာဟုတ်လားအဲ့တော့လောကထဲမှာနေပြီးတော့လောကဓာတ်နဲ့မတွေ့ခြင်းဘူးဆိုလို့ဒါဖြစ်မှာမဟုတ်เนาะတွေ့မှာပဲအဲ့လိုတွေ့လာတဲ့အခါမှာဘုန်းဘုန်းတို့ရဲ့စိတ်ထဲမှာတုန်လှုပ်မှုနည်းအောင်ဒါစပြီးတော့လောကဓာတ်တရားဟာဘာကြောင့်ဖြစ်တယ်လဲဘာကြောင့်တွေ့ရတယ်လဲဆိုတာကိုပြောတာအဲ့လိုတွေ့လာကြုံလာပြီဆိုလို့ရှိရင်အများစုကဘလို့ရင်ဆိုင်ကြတော့လောကဓာတ်တရားရဲ့ပုံမှာဘလို့တုံ့ပြန်ကြတော့ဈာကျင်တာတွေရပြီအချွေရန်တွေရှိပြီအချီးမွမ်းတွေခံရပြီချမ်းသာပြီဆိုရင်လောကကြီးကဘာဖြစ်နေတော့ဝမ်းသာကြတယ်လောကဆိုတာလူတွေကိုပြောတယ်နော်ထိုလေးမျိုးမှပြောင်းပြန်ကြလောကဝန်းနေမြေတယ်လက်လာပါတွေမရတော့ဘူးအချွေရန်တွေကပြက်သွားပြီအကဲ့ရဲ့တွေခံရပြီဟုတ်လားဆင်းရဲပြီဟေးဆိုရင်ဘာဖြစ်ပြီတော့ဝမ်းနေတယ်ဝမ်းသာသည်ဖြစ်စေဝမ်းနေသည်ဖြစ်စေကြိုက်သည်မရှိစေမကြိုက်သည်ဖြစ်စေဒီလောကဓမ္မတရားတွေဟာရှောင်လို့မရအောင်ဒါဆိုလို့ကြီးကလောကဓမ္မရှောင်မရပုတ်ချတွေးစမြည်တယ်